မင်္ဂလာပါဗျာကျွန်တော်တို့ဒီနေ့အေရာလီကတော့သူကတော့ဘယ်လိုဖြစ်လဲဆိုတော့မှန်လဲပေါ့နော်မှန်လဲအနေထားနဲ့ဝင်လာပြီးတော့မှသူကအေရာကဘယ်လိုဖြစ်နေလဲဆိုတော့ပေါ့မှန်တဲ့ဆန်းရင်ခြားချင်းအားသွင်းထိုးတွင်းကျိုးထိုးလိုက်လို့ရှိရင်သူကရုပ်ပေါ်ဒီတိုင်းပါဝါပုံမှန်ပါဝါနှိုးမယ်ဆိုရင်ပါဝါကမနှိုးတယ်သူကရုံးမတက်ဘူးပေါ့နော်display error လေးပေါ့အဲ့ဒီကျွန်တော်လုပ်ပြမှာပဲဖြစ်ပါတယ်ဒီကတော့ main CPU ပဲကျွန်တော်တို့ပြန်ပြီးတော့ reballing ပြန်လုပ်ပြတာပေါ့နော်နေရာပိုင်းတည်တည်တက်တက်နဲ့ပဲကျွန်တော်တို့ဝန်ဆောင်ကလည်းထိုက်တဲ့နေရာပေါ့နော်ဟို power နိုးနေတဲ့ဖုန်းလုံးလုံးကိုကင်တွဲရတော့ခက်ပါတယ်ကျွန်တော်တို့ကောင်းမွန်တည်တည်တက်တက်နဲ့ပဲကျွန်တော်တို့ကင်တွယ်ပြီးတော့ပြုပြင်ဆောင်ရွက်ပေးလိုက်ပါတယ်main CPU တော့ဖြစ်တာတော့အများပါတယ်ဒီ CD ဒီမှာတော့ဖြစ်တတ်တဲ့သဘောတရားရှိရဆိုတော့လေဒီတက်တက်လေးပေါ့ဒီကတော့ဒီမင်းတို့ဖုန်းတွေပေါ့နော်ဆုံးရှုံးမှုနည်းအောင်လို့ပေါ့နော်ကျွန်တော်တို့အကောင်းဆုံးဝန်ဆောင်မှုပြီးနေပါတယ်နေရာပိုင်းလေးတည်တည်တက်တက်နဲ့ပြုပြင်ပေးထားပါတယ်